အစိုးရနောက်ခံတဲ့တရုတ်ကုမ္ပဏီတွေကမြန်မာသယံဇာတတွေကိုအလကားနီးပါနှိမ့်စင်စင်းနေထုတ်ယူနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်စပ်ဂိတ်တွေကနေတဆင့်မြန်မာနိုင်ငံကကြောက်စိတ်မြေရှားနဲ့တခြားသတ္ထုသယံဇာတတွေကိုတရုတ်နိုင်ငံဘက်ကကုမ္ပဏီလုပ်ငန်းရှင်တွေကအလကားနီးပါဈေးနှိမ်ဝယ်ယူနေပြီးနေ့စဉ်အဆက်မပြတ်တည်ယူနေတယ်လို့နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေနဲ့ဒေသခံတွေစီကသိရပါတယ်။အထူးသဖြင့်မြန်မာဘက်ချမ်းကကက်ဗန်ဒီဂိတ်ကနေတဆင့်အဖိုးတန်ကြောက်စိတ်မြေရှားပစ္စည်းတွေကိုတည်ယူနေတာကိုအမြဲတွေ့နေရတယ်လို့မြန်မာနယ်စပ်ကုန်သည်တဦးက PPN ကိုပြောပါတယ်။တရုတ်ဘက်ကထင်ချုံတဲ့မြန်မာဘက်ကမ်မိုက်တီဂိတ်တွေကနေကြောက်စိတ်မြေရှားနဲ့တရေဇာတာတွေမနေဘူးတည်ယူနေတာကိုနေ့တိုင်းမြင်နေရတာစိတ်မကောင်းဘူးလို့ပြောပါတယ်မြန်မာဘက်ကတရေဇာတာတွေကိုအစိုးရအခြေချင်းတရဝင်ဝယ်ယူတာမဟုတ်ပဲတရုတ်ကုမ္ပဏီတွေကိုကြားခံအသုံးပြုပြီးဝယ်ယူနေတာဖြစ်ပြီးအဲ့ဒီကုမ္ပဏီတွေရဲ့နောက်ကမှာတရုတ်အစိုးရကပံ့ပိုးနေတယ်လို့လည်းပြောဆိုမှုတွေရှိနေပါတယ်ဒါအပြင်တရုတ်နိုင်ငံဟာစက်မှုလုပ်ငန်းနဲ့ဤပညာထုတ်လုပ်မှုအတွက်လိုအပ်တဲ့ကုန်ကျန်းတယံစာသားတွေကိုဆက်လက်ရယူဖို့နယ်စပ်ဒေသတွေကိုအသုံးချပြီးမြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုကိုအခွင့်ကောင်းယူနေတယ်လို့နယ်စပ်ကုန်သည်တွေကသုံးသပ်ပြောဆိုနေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကတယံစာသားတွေကိုချင်းရွှေဟော်နဲ့နတ်ခန်အနီးလုံတောင်းနယ်စပ်ဂိတ်တွေကနေတရုတ်ဘက်ကိုတရုတ်ကားကြီးရာချီအသုံးပြုပြီးနှိမ့်စေတည်ယူနေတယ်လို့လည်းဆိုပါတယ်။မြန်မာဘက်ကကြောက်စိတ်မြေရှားတပ်ထုတွေတရုတ်ဘက်ကတည်နေတာကိုတရုတ်အစိုးရမသိဘူးဆိုတာမဖြစ်နိုင်ဘူးလူကျင်နာရအောင်ယူနေတာပဲလို့နယ်စပ်ဒေသခံအမျိုးသားတအုပ်ကလည်းပြောပါတယ်2023ခုနှစ်အောက်တိုဘာလနောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်အတွင်းရှိနယ်စပ်ဒေသအများအပြားကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်လာပြီးနောက်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေပြန်လည်ဖွင့်လှစ်လာသလိုဒီကာလအတွင်းမြေရှားကြောက်စိတ်နဲ့တတ်ထုအမျိုးမျိုးတင်ပို့မှုတွေမြင့်တက်လာပြီးမြန်မာနိုင်ငံရဲ့တယံဇာတစီမံခန့်ခွဲမှုအပေါ်နယ်စပ်ကုန်သည်တွေနဲ့ဒေသခံတွေကစိုးရိမ်မှုတွေတိုးလာနေတာပဲဖြစ်ပါတယ်ရှင်။